Ethernet လိုက်ဆွဲအားနှစ်ဆပုံဆမြန်လာအောင်ကိုတို့ပြုနေတဲ့ဖိုးမှာစတင်ခြေထားလို့ရပါတယ်။ကိုတို့ပြုနေတဲ့ဖိုးမှာ Ethernet လိုက်ဆွဲအားနှစ်ဆပုံဆမြန်လာအောင်စတင်ဘယ်လိုခြေထားရမလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုစုပ်တီလိုက်ပါကြည့်ရှုပေးဖို့တောင်းဆိုပါတယ်။ Google Chrome ထဲမှာစတင်ခြေထားပေးရမှာဖြစ်ပါတယ်။ Google Chrome ထဲကိုနှိပ်ဝင်ပေးလိုက်ပါ။ပေါ်ကမျှပြထားတဲ့73 set ထဲကိုဆက်နှိပ်ဝင်ပေးပါ။ setting ထဲကိုဆက်နှိပ်ဝင်ပေးလိုက်ပါ။ setting ထဲကိုရောက်ပြီဆိုရင် privacy and security ထဲကိုဆက်နှိပ်ဝင်ပေးလိုက်ပါဒီထဲကိုရောက်ပြီဆိုရင်ပေါ်ကိုနည်းနည်းလေးဆွဲတင်ပေးလိုက်ပါဒီနေရာမှာ use to DNS ကိုဆက်နှိပ်ဝင်ပေးလိုက်ပါဒီထဲကိုရောက်ပြီဆိုရင်အောက်က choose another provider ကိုရွေးပေးလိုက်ပါရွေးပြီးပြီဆိုရင်ပေါ်လာတဲ့မြားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်လို့ပေါ်လာတဲ့အထက်မှာ Google Private DNS ကိုရွေးပေးလိုက်ပါဒါဆိုရင်တော့အဆင်ပြေသွားပြီဖြစ်ပါတယ်မိတ်ဆွေတို့ဒီလို setting ကိုခြေထားပေးလိုက်မယ်ဆိုရင် Google နဲ့ပတ်သက်ပြီးအသုံးပြုရတဲ့ function တွေမှာ Ethernet လိုက်ဆွဲအောင်တိတိကျကျကောင်းလာစေမှာဖြစ်ပါတယ် Thank you Ethernet လိုက်ဆွဲအားနှစ်ဆပုံဆမြန်လာအောင်ကိုတို့ပြုနေတဲ့ဖိုးမှာစတင်ခြေထားလို့ရပါတယ်ကိုတို့ပြုနေတဲ့ဖိုးမှာ Ethernet လိုက်ဆွဲအားနှစ်ဆပုံဆမြန်လာအောင်စတင်ဘယ်လိုခြေထားရမလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုစုပ်တီလိုက်ပါကြည့်ရှုပေးဖို့တောင်းဆိုပါတယ် Google Chrome ထဲမှာစတင်ခြေထားပေးရမှာဖြစ်ပါတယ် Google Chrome ထဲကိုနှိပ်ဝင်ပေးလိုက်ပါပေါ်ကမျှပြထားတဲ့73 set ထဲကိုဆက်နှိပ်ဝင်ပေးပါ setting ထဲကိုဆက်နှိပ်ဝင်ပေးလိုက်ပါsetting ထဲကိုရောက်ပြီဆိုရင် privacy and security ထဲကိုဆက်နှိပ်ဝင်ပေးလိုက်ပါဒီထဲကိုရောက်ပြီဆိုရင်ပေါ်ကိုနည်းနည်းလေးဆွဲတင်ပေးလိုက်ပါဒီနေရာမှာ use to DNS ကိုဆက်နှိပ်ဝင်ပေးလိုက်ပါဒီထဲကိုရောက်ပြီဆိုရင်အောက်က choose another provider ကိုရွေးပေးလိုက်ပါရွေးပြီးပြီဆိုရင်ပေါ်လာတဲ့မြားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်လို့ပေါ်လာတဲ့အထက်မှာ Google Private DNS ကိုရွေးပေးလိုက်ပါ